မင်္ဂလာပါခင်ဗျာ PPTV ရဲ့တီးတန့်တွေ့ဆုံမေးမြန်းခန်းကနေကြိုဆိုပါရစေ။ဆီယနာသိမ်းမှု9နှစ်ကျော်ကာလအတွင်းမှာစစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေမီးရှို့ဖျက်ဆီးမှုတွေကြောင့်ကျွန်တော်တို့ပြည်သူတွေဟာနေ့စဉ်နဲ့မျှအသက်အန္တရာယ်စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေကြပါတယ်။ဒီလိုခက်ခဲကြမ်းတမ်းတဲ့တော်လှန်ရေးကာလကြီးမှာပြည်သူတွေရဲ့ကျန်းမာရေးထိခိုက်ဒဏ်ရာရသူတွေတက်တာဖို့နဲ့မိဘပြည်သူတွေရဲ့စိတ်သက်မပြိုလဲရေးဟာအလွန်ပဲအရေးကြီးလာပါတယ်။ဒီကနေ့မှာတော့ဘေးအန္တရာယ်ပတ်လည်ဝိုင်းနေတဲ့ကြားကနေပြည်သူလူထုရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုဘလို့အကန့်အသတ်ဘလို့စိန်ခေါ်မှုတွေနဲ့မစုံမနစ်ကြိုးပမ်းပေးနေကြတယ်လဲဆိုတာကိုအနီးကပ်သိရှိနိုင်ဖို့အတွက်မြို့သားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာခင်မောင်လွင်ကိုမေးမြန်းတင်ဆက်သွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ PPTV ရဲ့အစီအစဉ်တင်ဆက်သူမောင်သိန်းပါဆရာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပထမဆုံးမေးချင်တာကတော့အခုဆိုရင်ဒီတော်လန်ရေးကာလက9နှစ်ကျော်ခဲ့ပြီဆိုတော့ဒီအာဏာသိမ်းမှုနဲ့ဒီပြိပခတွေကြားမှာဒီမြေပြင်ကပြည်သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေဘယ်လောက်ထိယိုယွင်းထိခိုက်နေကြပြီလဲဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကိုစပြီးတော့ဆွေးနွေးပေးပါအောင်ဆရာကျန်းဖက်စစ်ကောင်စီရပါတော့ကျွန်တော်တို့ဆေးရုံဆေးကန်းနဲ့ကျန်းမာရေးဝန်ထမ်းတွေကိုရန်သူတစ်ဖွဲ့ပြစ်မှတ်ထားပြီးတော့တိုက်ခိုက်လာတာကိုကျွန်တော်ပြန်ပြောင်းပြီးတော့ကြည့်လိုက်မယ်ဆိုရင်2021ခုနှစ်ကနေ2025ဒီဇင်ဘာအထိကိုဒါဆေးရုံဆေးကန်းတွေတိုက်ခိုက်မှုခံရတဲ့အကြိမ်ရေပေါင်းကတော့1848ကြိမ်ရှိခဲ့တယ်ပေါ့နော်အဲ့လိုတိုက်ခိုက်မှုကြောင့်မလို့ကျန်းမာရေးအဆောက်အဦတွေထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကကြတော့482ခုလောက်ရှိပြီးတော့မှကျန်းမာရေးဝန်ထမ်းတွေကလည်းအနည်းဆုံးတော့180ဦးထိဒါကျွန်တော်တို့ကတော့မြင့်မြတ်စွာကြာဆုံးသွားကြတာတွေရှိတယ်ပေါ့နော်အဲ့လိုဘာကြောင့်ဖြစ်ရတာလဲဆိုတော့ဒီအညှိုးထားပြီးတော့ပေါ့နော်ကျွန်တော်ဒီဆေးရုံဆေးကန်းတွေကနေပြီးတော့မှဒါ PDF ရဲဘော်တွေကုသနေတယ်ဆိုပြီးတော့မှတက်မဲ့ပြစ်ချပြီးတော့မှဆေးရုံဆေးကန်းတွေကိုတက်ထားပြီးတော့စနစ်တကျစီမံချက်ချပြီးတော့လေကြောင်းတိုက်ခတ်မှုတွေလုပ်တဲ့အတွက်ကျန်းမာရေးဝန်ထမ်းတွေကသူကအသက်ဆုံးရှုံးရတာတွေရှိတယ်ထွက်ပြေးတိမ်းရှောင်ရတာတွေရှိတယ်ပြီးတော့မှအသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးပြီးတော့မှပြည်သူတွေရဲ့ကျန်းမာရေးဆောင်ရှောက်မှုကလည်းဖက်ဖက်ကနေယိုယွင်းလာတယ်ပေါ့နော်ယိုယွင်းလာတဲ့အခါကျတော့ပြည်သူတွေကအားကိုးနေရတာကျွန်တော်တို့ရဲ့စီတန်းစစ်မြေပြင်မှာရှိတဲ့ဆေးရုံဆေးကန်းတွေကိုအားကိုးနေရတာပေါ့နော်အားကိုးနေရအဲ့ဒီဆေးကန်းတွေကိုသူလိုက်ပြီးဘုံကျဲနေတဲ့အခါကျတော့ပြည်သူတွေလည်းအားကိုးစရာမရှိဘူးကျွန်တော်တို့လည်းပြည်သူတွေကိုကောင်းအောင်မကုနိုင်ဘူးပေါ့ဗျာနော်သူတို့စစ်ကောင်စီထိန်းချုပ်ထားတယ်ဆိုတဲ့မျိုးကြီးတွေပေါ်မှာတော့သူကနန်းစီဒီယန်ဆရာဝန်တွေရှိပါတယ်ဒါပေမဲ့နန်းစီဒီယန်ဆရာဝန်တွေကလည်းဒါအခုချိန်မှာလည်းတိတိကျကျအလုပ်မလုပ်ဘူးလို့ကျွန်တော်တို့ယူဆတယ်ဆရာဝန်တွေရောက်လာတဲ့လူနာတွေကိုလည်းဒါခုနလေးမျိုးပေါ့နော်ကောင်းကောင်းမွန်မွန်ပြုစုကုသနိုင်တဲ့ဟာမရှိဘဲနဲ့သူတို့အကျင့်ပြတ်ဝန်ထမ်းတွေလိုဖြစ်နေကြပြီးတော့မှသူကပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစနစ်ကမျိုးပေါ်မှာလည်းပြိုလဲနေတာတွေ့ရတယ်ကျွန်တော်တို့ထိန်းချုပ်တဲ့နယ်မြေတွေမှာလည်းဘလို့မဟုတ်ခါတဲ့နလန်မထုံနိုင်လောက်တဖြည်းဖြည်းပြိုလဲလာတော့ကျွန်တော်တို့လေ့လာတွေ့ရှိရတဲ့အချက်လက်တွေအများကြီးရှိပါတယ်လို့ဟုတ်ကဲ့ပါဆရာအဲ့ဒီလိုအခြေအနေတွေကြားတွေကနေစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေမကြာခဏရှိနေတဲ့ကြားကမှဒီဝင်ကြီးဌာနအနေနဲ့ဒီမြေပြင်ကပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုဘလို့ပုံစံတွေနဲ့ရအောင်လုပ်ပေးနေရတယ်လဲဆိုတာကိုလည်းသိပြရစီဆရာလေချောင်းကနေဘလောက်ပဲတိုက်ခိုက်ပေါ့နော်ကျွန်တော်တို့ Federal ကျန်းမာရေးစနစ်ပေါ်ပေါက်လာရေးနဲ့ Bottom of Federalism အခြေခံမှုတွေနဲ့သွေးဖက်မှုမရှိစေပဲကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေရနိုင်အောင်ပေါ့နော်ပြည်သူတွေလက်ထက်ရောက်ပို့နိုင်အောင်ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနကတော့အစဉ်တစိုက်ကျိုးပန်းနေရတာပေါ့နော်မြေပြင်မှာလည်းလက်တွေ့ကြတဲ့ကျန်းမာရေးစောင့်ရှောက်မှုပုံစံတွေနဲ့ပြည်သူတွေကိုကုသတဲ့ယောဂကာကွယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်းကျွန်တော်ဆောင်ရွက်နေတယ်အဲ့လိုဆောင်ရွက်နိုင်အောင်လည်းကျန်းမာရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ထားတဲ့မြေပြင်ဆေးရုံပေါင်းက101ရုံလောက်ရှိတယ်ပေါ့နော်ဆေးကန်းပေါင်းအနေနဲ့ကျွန်တော်1014ခုလောက်ရှိတယ်ပြီးတော့ mobile clinic လို့ခေါ်တဲ့ရွေးခြားဆေးကန်းပေါင်းက159ခုနဲ့မြို့သားညီညွတ်အစိုးရရဲ့ထိန်းချုပ်နယ်မြေတွေမှာကျွန်တော်တို့ကမဟာမိတ် ER တွေရဲ့နယ်မြေတွေမှာပြည်သူလူထုကျန်းမာရေးကိုစောင့်ရှောက်ပေးနေတာဖြစ်တယ်ပေါ့နော်ဒါတွေကဘယ်သူတွေလဲဆိုတော့ဒါတွေကအကုန်လုံးကတော့ CDN ဆရာဝန်တွေပေါ့CDN ဆရာဝန်တွေစောင့်ရှောက်ပေးနေကြတာဒီ CDN ဆရာဝန်တွေရဲ့စောင့်ရှောက်ပေးမှုကိုသူကမကြိုက်တာလည်းပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ရဲ့ဆေးရုံဆေးကန်းတွေက PDF ရဲဘော်တွေကုသနေတယ်ဆိုပြီးတော့မှအညှိုးတကြီးနဲ့တော့အခုချိန်ဒီကတော့တိုက်ခိုက်နေတော့ပဲရော့မသွားသေးဘူးသူကကြောက်တယ်နော်သူတို့ရဲ့ရွေးတုဆိုရနေပြီးတော့မှရွေးတုလွတ်တော်ကနေပြီးတော့သမရတုဖြစ်လာပြီးတော့ရက်ပေါက်တရားဆိုပြီးစီမံချက်နဲ့လေတာပို့ပြီးတော့မှလေချောင်းကနေပြီးတော့မှကျွန်တော်တို့ရဲ့ကျမ်းမာရေးအဆောက်အုံတွေဆေးရုံတွေကိုပေါ့နော်ဒါပြစ်မှတ်ထားပြီးတိုက်ခိုက်နေတာတော့အားလုံးသိပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့အဲ့ဒီဂျားတွေကပဲဒါကျွန်တော်တို့က CDN တွေကကြံ့ခံပြီးတော့မှသူတို့ရဲ့ဘုံတန်းအမြောက်ဆန်နောက်ပြီးတော့မြေပြင်ထိုးစစ်တွေဝေရင်ထိုးစစ်တွေကနေကြံ့ခံပြီးတော့ခုချိန်ထိကတော့ဒါကျွန်တော်တို့ CDN ဆရာဝန်တွေကကြံ့ခံပြီးတော့မှပြည်သူတွေကျမ်းမာရေးဆောင်ရှောက်မှုဆောင်ရွက်နေတယ်လို့ဆိုရဟုတ်ကဲ့ပါဆရာဒီလိုအခက်အခဲပေါင်းစုံကြားတွေကနေပေးဆက်ခဲ့ကြတာဆိုတော့
အခုဆိုရင်ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ဒီတော်လှန်ရေးကာလအတွင်းမှာဒီအဓိကစွမ်းဆောင်နိုင်ခဲ့တာတွေထူးခြားတဲ့အောင်မြင်မှုအချို့နဲ့ပတ်သက်ပြီးပြည်သူလူထုကိုပြောပြလို့ရသလောက်ပြောပြပေးပါအောင်ဆရာ။ကျန်းဖက်စစ်ကောင်စီကမတရားအာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းပေါ့နော်ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးကာလမှာပြည်သူတွေရဲ့ကျန်းမာရေးဆောင်ရှောက်မှုမရန်တတ်တော့အောင်ပေါ့နော်ရေးပေါ်ကျန်းမာရေးဆောင်ရှောက်မှုပနာမကျမ်းမာရေးဆောင်းရှောက်မှုတွေနဲ့ပြည်သူ့ကျမ်းမာရေးဆောင်းရှောက်မှုဆိုပြီးကျွန်တော်တို့ကအပိုင်း၃ပိုင်းကိုအဓိကထားပြီးကျွန်တော်တို့ဆောင်ရွက်နေတယ်ပေါ့နော်ကျမ်းမာရေးဝန်ကြီးဌာနအဲ့လိုဆောင်ရွက်တဲ့နေရာမှာ2025ခုနှစ်ကနေပြီးတော့မှအခု2026မတ်လအထိကျွန်တော်တို့ပြင်ပလူနာပေါင်းကတော့1 သန်းနဲ့3 သိန်းနဲ့9400နဲ့908ဦးလောက်ရှိတာပြီအဲ့မှာလည်းကလေးမွေးဖွားမှုပေါင်းကတော့9000နဲ့3000နဲ့200ကျင်းနဲ့ခွဲစိတ်လူနာကတော့9630ဦးနဲ့လွှဲပြောင်းလူနာပေါင်းကတော့8680ဦးပေါ့နော်ဒါတွေကလည်းကျွန်တော်တို့ကတနေရာနေတနေရာကို specialist ရှိတဲ့နေရာကိုလွှဲပြောင်းပြီးတော့ကုသပေးနိုင်တာပေါ့နော်အဲ့လိုကုသပေးနိုင်တာကတော့သူကကျွန်တော်2021ခုနှစ်ကနေစပြီးတာအခု2026ခုနှစ်ဆိုရင်အစပေါင်း180ကျော်200နီးပါးလောက်တာကျွန်တော်တို့လုတ်ပေးနိုင်ခဲ့ပြီလို့ကျွန်တော်အနေနဲ့မှတ်တမ်းမှတ်ရအနေနဲ့ကြည့်ပြီးတော့မှပြောနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့လုပ်နေတာကတော့သူကတယ်လီကျမ်းမှာ online ခမဲ့ဈေးကမ်းပေါ့နော်အဲ့ဒါတွေကတော့ဒီ2025ခုနှစ်ဒီဇင်ဘာလအတွင်းအခမဲ့ကြီးစုဆောင်ရွက်ခဲ့တယ်မှာစုစုပေါင်းလူနာကတော့8000နဲ့8000ကျော်ရှိတယ်ပေါ့နော်ကုသမှုအကြိမ်များတော့သူက2သိန်းနဲ့3000ကျော်ကျွန်တော်ဆောင်ရွက်ပေးနိုင်တယ်ဒါလည်းကျွန်တော်တို့အားလုံးသိပါတယ်တယ်လီကျမ်းမှာအခမဲ့ online ဈေးကမ်းတော့ကျွန်တော်ပတ်စံတွေပြားမှမယူဘဲနဲ့အချိန်မီရေးပေါ့နော်ခုနပြောတဲ့ဒါ Telegram link ကနေပြီးတော့မှဒါကျွန်တော်တို့လုတ်ခဲ့ရတယ်လုတ်ခဲ့တဲ့အတွက်အဲ့ဒီမှာလည်းလာပြီးပြည်သူတွေကရေုံကြည်ကြည်နဲ့ပေါ့နော်သူကကျွန်တော်တို့လာပြီးတော့မှလုတ်တယ်ပြည်သူတွေမဟုတ်ဘဲနဲ့နိုင်ငံရဲ့ချမ်းသာနေတဲ့ညီမပြည်သူတွေကလည်းဒီတယ်လီကျမ်းမှာ online အခမဲ့ဈေးကမ်းမှာလာပြီးတော့မှအခမဲ့ consultation လာယူပြီးတော့လုတ်ပေးနေရတာရှိတယ်ပေါ့နော်လက်ရှိအချိန်မှာတော့တယ်လီကျမ်းမှာစုစုပေါင်းဝန်ထမ်းအင်အားတော့365ယောက်ရှိသွားပြီပေါ့နော်ဝန်ထမ်းအင်အားဆိုဆရာဝန်တွေပါဆရာဝန်တွေသူနာပြုဆရာမတွေတည်းနော်ဒါတွေကကျွန်တော်တို့ကတော့24နာရီပတ်လုံးပေါ့သူကကြတော့ကျန်းမာရေးဆောင်ရှောက်မှုပေးတယ်အဲ့တော့ general primary care clinic က16ခုရှိသွားပြီအထူးကု specialty clinic ကတော့24ခုတိုးချဲ့ဖွင့်နေပြီးတော့မှယောဂကုသမှုလုပ်ငန်းတွေကိုဆောင်ရွက်နေတာပေါ့နော်ဒါလည်းအားလုံးသိတဲ့အတိုင်းပါပဲဒါကျွန်တော်တို့က4နှစ်တော့မြောက်ခဲ့ပြီဘာဖြစ်လို့လဲဆိုတော့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာကျွန်တော်တို့စတင်ပြီးတော့မှစခဲ့တဲ့တယ်လီကျမ်းမှာ online ဆေးကမ်းလေးကအခုတော့အောင်မြင်နဲ့ဆေးကမ်းအသစ်တွေလည်းအများကြီးပေါ်လာတယ်နောက်ပြီးတော့ specialist clinic တွေလည်းအများကြီးတိုးချဲ့ဖွင့်လှစ်နိုင်တယ်primary care clinic ကလည်း16ခုလောက်ရှိတယ်ဆိုတော့ဒါတော်တော်ကြီးကိုကလည်းကြီးမားတဲ့ကျန်းမာရေးဝန်ဆောင်မှုတစ်ခုပေးနေတယ်လို့ကျွန်တော်အနေနဲ့တော့ယူဆလို့ရတယ်ပေါ့နော်အဲ့တော့ပြန်ကြည့်လိုက်မယ်ဆိုရင်လည်းနောက်တစ်မျိုးအနေနဲ့ကတော့သူက2023နှစ်ကစတင်ပြီးတော့မှကရင်နီချင်းရှမ်းစကိုင်းနဲ့မကွေးဒေသမှာရှိတဲ့အသက်9နှစ်အောက်ကလေး3000လောက်ကိုအမိလိုက်ပြီးကာဝယ်ဆေးထိုးနိုင်ခဲ့တယ်အမိလိုက်ဆိုတာကျွန်တော်တို့နောက်ကျခဲ့တယ်ပေါ့နော်နောက်ကျခဲ့တဲ့အတွက်အမိလိုက်ကာဝယ်ဆေးထိုးနိုင်ခဲ့ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်ပဒေသအတွင်းမှာရှိတဲ့ကာဝယ်ဆေးလုံးဝမရရှိသေးတဲ့အသက်9နှစ်အောက်ကလေး1 သန်းလောက်ကိုလည်းကာဝယ်ဆေးထိုးနိုင်အောင်လွှမ်းခြုံနိုင်အောင်အတွက်ဒါကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနအစီအမံလေးရှိတယ်ဒီຫນွေဦးတော်လှန်ရေးမှာစစ်ကောင်စီကနေပြီးတော့မှတိုက်ပွဲအမျိုးမျိုးမှာပေါ့နော်ဒါကျွန်တော်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ရရှိခဲ့ပြီးကိုလက်ရင်ကဆုံးရှုံးခဲ့တဲ့ရဲဘော်ရဲဘက်တွေအများကြီးရှိတာပေါ့နော်အဲဒီရဲဘော်ရဲဘက်တွေကိုလည်းကျွန်တော်တို့ပြန်ပြီးတော့မှခြေထုလက်ထုတက်ဆင်တဲ့လုပ်ငန်းတွေနောက်ပြန်လည်တန်ဆွမ်းရေးစင်တာတွေအားလုံးဗမာတပြည်လုံးဆိုရင်12ခုရှိတယ်ဗျာနော်တိုက်ပွဲတွေမှာဖြစ်တယ်မိုင်းတွေတက်နေမိတယ်ကိုလက်ရင်ကဆုံးရှုံးသူ2156ကိုပြည်နယ်တိုင်းကျန်းမာရေးဖွဲ့နဲ့ပူးပေါင်းကကျွန်တော်တို့ခြေထုလက်ထုတွေပြန်လည်တက်ဆင်ပေးနိုင်ပြီးတော့မှပြန်လည်တန်ဆွမ်းရေးလုပ်ငန်းတွေကိုလည်းအများကြီးလက်ကျင့်လုပ်ပေးနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ပြန်လည်တန်ဆွမ်းရေးစင်တာကနေခြေထုလက်ထုတက်ဆင်ပြီးသူကလူနာဘယ်လောက်ရှိလဲဆိုတော့ဟိုကတော့2156ဦးမှာလူပေါင်း900လောက်ကိုကျွန်တော်တို့ကအလုတ်ကင်ခွင့်လန်းတွေပါပြန်ပြီးတော့ဖန်တီးပေးနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့သူကခြေလက်အင်္ဂါဆုံးရှုံးတဲ့အတွက်သူစိတ်တက်ကြစရာမလိုဘူးပြန်ပြီးတော့မှလူအဖွဲ့အစည်းအတွင်းမှာပြန်ပြီးအလုတ်ကင်ခွင့်လန်းတစ်ခုနဲ့ပေါ့နော်ပြန်ပြီးတော့မှပြန်ဝင်လာတယ်ပေါ့နော်ပြန်ဝင်လာတဲ့အတွက်သူ့အနေနဲ့ကတော့စိတ်တက်ကြစရာမရှိဘူးသူ့အနေနဲ့ဒါခြေထုကိုသွားနေပြီးတော့မှခြေထောက်တစ်ဖက်ပြတ်တာရှိတယ်နှစ်ဖက်ပြတ်တာရှိတယ်လက်ပြတ်တဲ့လူတွေရှိတယ်ဒါတွေကိုလည်းကျွန်တော်တို့ကအကုန်လုံးပြန်ပြီးတော့ rehab center တွေမှာအကုန်လုံးညှိနှိုင်းဆောင်ရွက်ပြီးတော့မှဒီလူ900လောက်ကိုတော့အလုတ်ကင်ခွင့်လန်းတွေဖန်တီးပေးကြတယ်အားလုံးကိုလည်းကျွန်တော်တို့ကအလုတ်ကင်ခွင့်လန်းတွေရနိုင်အောင်ဆက်လက်ပြီးတော့ဖန်တီးပေးဖို့အတွက်လည်းစီမံဖန်တီးနေတာတွေရှိပါတယ်လို့ဟုတ်ကဲ့ပါဆရာဒီလိုကျန်းမာရေးစောင့်ရှောက်မှုတွေပေးတဲ့အခါမှာဒီမြေပြင်ကဘယ်လိုစိန်ခေါ်မှုအခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရသလဲအဲ့ဒီစိန်ခေါ်မှုတွေကိုရောဝန်ကြီးဌာနအနေနဲ့မြေပြင်ကျန်းမာရေးဝန်ထမ်းတွေကဘယ်လိုနည်းလမ်းတွေနဲ့ကြော်လွှားခဲ့ကြသလဲဆရာပဋိပက္ခတွေကြားထဲမှာပေါ့နော်ပြည်သူတွေကို
ပုံမထိရောက်ပြီးတော့အစင်းနှမ်းပြည့်မိတဲ့ကျမကြီးဆောင်းရှောင်းမှုပေးဖို့အတွက်ကိုဒါကျွန်တော်တို့ကတော့ဘဏ္ဍာငွေတွေအများကြီးလိုတာပေါ့ဗျာဘဏ္ဍာငွေတွေအများကြီးလိုတာပေါ့တဲ့နော်အန်ယူဂျီဆိုရစီကနေပြီးတော့မှဒါကျွန်တော်တို့ကစီမံဘဏ္ဍာဝန်ကြီးဌာနကနေတပြတောင်းခံပြီးတော့မှဒါကျွန်တော်တို့ခုနပြောကျမကြီးဝန်ကြီးဌာနချိတ်ဆက်ထားတဲ့စေယုံစေကန်းတွေရှေ့တန်းစစ်မြေပြင်စေယုံစေကန်းတွေကိုလည်းဒါကျွန်တော်တို့ကနေပြီးတော့မှစေဝါတွေဝယ်ယူဖို့အတွက်နော်ဘဏ္ဍာငွေတွေအများကြီးလိုအပ်တယ်ပြီးတော့မှသူကနာနာရှည်လူနာတွေနဲ့ကုသရေးကထိချုပ်ရေးလုပ်ငန်းတွေမှာလည်းဒါကျွန်တော်တို့ကစစ်ပေးဆောင်မှာစကန်တွေမှာရှိတဲ့လူနာတွေပေါ့နော်မျက်စိမပြတ်ကုသထိုင်ဖို့အတွက်အခက်အခဲတွေအများကြီးရှိတယ်ဗျာနော်ဒီရောက်တရားကိုဆိုစစ်ကြောင်းထုတ်ပြီးဆိုရင်တရားလုံးမှာရှိတဲ့လူ100 200 300 400 500ပေါ့အဲ့ဒါကြီးကတော့ရွာထဲမှာနေလို့မရတော့ဘဲနဲ့သူကနေပြောမှစစ်ပေးဆောင်စကန်ဆိုတာကျွန်တော်ကြိုတင်တိဆောက်ထားတာလည်းမဟုတ်တောထဲတောင်ထဲမှာပဲသူကနေရာရွှေ့ပြီးတော့နေရတာပေါ့နော်နေထိုင်ရေးအခက်အခဲတွေရှိတယ်ရာသီဥတုကလည်းမိုးတွင်းဆိုတော့ငှက်ပြားယောဂတွေရှိတယ်ချင်းကိုက်ရင်ကိုက်နဲ့ပုံးမတွေကကိုက်နေအဲ့မှာတော့သူကယောဂဝေဒနာတွေဖြစ်လာတယ်နောက်ပြီးတော့မှရေတန့်ရရှိဖို့လည်းအခက်အခဲတွေဖြစ်လာတဲ့အတွက်ဝင်ယောဂတွေဖြစ်တယ်ပေါ့နော်အဲ့လိုလေးအခက်အခဲတွေဖြစ်လာတဲ့အတွက်ဒီဟာတွေကိုကျွန်တော်တို့ကဒီကျန်းမာရေးပြဿနာတွေကို handle လုပ်ဖို့ဆိုတာဒါကျွန်တော်တို့အတွက်စိန်ခေါ်မှုတွေပဲသူကပြောတယ်နော်အဲ့တော့နေရာတနေရာတည်းလားဆိုတော့မဟုတ်ပါဘူးသူကပြည်နယ်တိုင်းမျိုးစုံမှာလည်းဒါတိုက်ပွဲတွေမျိုးစုံဖြစ်နေတယ်ဗမာတပြည်တုံးမှာလည်းစစ်မျက်နှာတွေကိုဖျက်ကျက်ထားတာဖြစ်တဲ့အတွက်သူကဒီသမရတုဖြစ်လာပြီးတော့မှရပောင်းတရားအတွင်းမှာလည်းသူကနေပြောမှဒါကျွန်တော်တို့ပေါ့စစ်စင်ရေးတွေဆင်နွှဲမယ်ဆိုပြီးလှုပ်လာတဲ့အတွက်ပို့ပြီးတော့မှခုနလေးမျိုးပေါ့နော်ဒီကစစ်ဘေးရှောင်ရတဲ့လူအရေးအတွက်ကပိုများလာတယ်စကန်တစ်တွေပိုပေါ်လာတယ်ပေါ့အဲ့ဒါဒီမှာဒါကျွန်တော်တို့ကျမ်းမာရေးစောင့်ရှောက်မှုပေးဖို့ရှိတယ်ဘာပဲဖြစ်ပါအတူကွဲပြားဖြစ်နေတဲ့မူဝါဒတွေပြည်ပြင်းနေထားတွေနဲ့တော်လိုင်းရေးကာလအတွင်းမှာစစ်ကောင်စီရဲ့ပြစ်မှတ်တာတက်ခတ်မှုပြုလုပ်လျက်ရှိတဲ့ကြားကနေပြီးတော့မှကျမကြီးလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာအဖွဲ့အစည်းတွေကြားမှာပေါင်းဆက်ညှိနှိုင်းရတာတွေရှိတယ်တဲ့နော်ထောက်ပို့အဖွဲ့တွေရှိတယ်နောက်ပြီးတော့မှလမ်းကြောင်းလုံခြုံရေးတွေရှိတယ်အဓိကကတော့ကျွန်တော်တို့ကတော့ဒီစေဝါပတ်စံရှိတာတော့မှစေဝါဝယ်ယူမှုလမ်းကြောင်းတွေအခက်အခဲတွေရှိတယ်ဝယ်ယူလို့ရတာတော့မှတည်ယူပို့ဆောင်ရေးမှာအခက်အခဲတွေအများကြီးရှိတယ်တည်ယူပို့ဆောင်လို့ရတာတော့မှလမ်းမှာစစ်စေးဂိတ်တွေကိုဖျက်ကျော်ဖို့အခက်အခဲတွေရှိတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့ကတော့အချင်းချင်းပေါင်းဆက်ညှိနှိုင်းပြီးတော့မှသတင်းထောက်လမ်းပြီးတော့မှဒါစေဝါတွေဘေးကင်းလုံခြုံဖို့ဝယ်ယူတဲ့နေရာကိုစနစ်တကျရောက်ရှိဖို့အတွက်ကတော့ဒါအားလုံးဖွဲ့တွေစုပေါင်းပြီးတော့ပေါင်းဆက်ညှိနှိုင်းလုပ်ကင်ရတဲ့စိန်ခေါ်မှုတွေကတော့အများကြီးရှိနေပါတယ်လို့ဟုတ်ကဲ့ဆရာဒီလောက်အနေအများပြီးတော့ခက်ခဲတဲ့စိန်ခေါ်မှုတွေကိုကြော်လွှားပြီးဒီကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုဒီကနေ့အချိန်ထိမနာတမ်းဆက်လက်လုပ်ပေးနိုင်တာဟာဘလို့အချက်တွေဘသူတွေရဲ့ပံ့ပိုးမှုတွေကြောင့်လို့ဆရာသုံးသပ်ချင်ပါတယ်ခင်ဗျာဒီလိုစိန်ခေါ်မှုတွေကိုကြော်လွှားဖို့အတွက်ကတော့ခုချိန်ထိဒီဇိုင်းမမတ်နဲ့နောက်ကျောင်းပြန်မလဲစရန်အားကောင်းတဲ့စီဒီအန်ကျမ်းမာရေးဝန်ထမ်းတွေအများကြီးရှိသေးတယ်ပေါ့နော်ဒီနေ့ဘုံကျဲခံရတယ်နေရာရွှေ့ရတယ်ဘယ်တော့မှကြောက်ပြီးတော့ထွက်ပြေးတဲ့ဆရာဝန်ဆိုတာမရှိဘူးစကားစားလည်းညီမျိုးစုံနဲ့ကျွန်တော်တို့စီဒီအန်ဝန်ထမ်းတွေကိုသွားနေပြီးတော့သွေးခွဲပြီးတော့ဆောင်ရွက်နေတယ်ပေါ့နော်သွေးခွဲပြီးဆောင်ရွက်တရားမျိုးစုံပါပဲအားလုံးသိတဲ့အတိုင်းပဲ blacklist ဖြီးကြတာပေါ့blacklist ဖြီးကြရဲဆိုတော့တော်တော်များများတော့မျိုးပေါ်မှာနေပြီးတော့ခြံစည်းကိုခွတ်ထိုင်နေတဲ့ nan CDN တွေပေါ့နော် CDN လို nan လို C လို nan လိုတွေကခုန blacklist ဖြီးပြီးဆိုတာနဲ့ပြေးခွင့်ပြုပြီးဆိုတာနဲ့ပြေးလွှတ်သွားပြီး blacklist ဖြီးကြတယ်ခုချိန်ဒီ blacklist မဖြီးဘဲနဲ့ကျွန်တော်တို့နဲ့အတူတူလက်တွဲပြီးတော့ရှေ့တန်းမှာအတူတကွဆောင်ရွက်နေတဲ့ CDN ဆရာဝန်တွေဆရာမတွေကျန်းမာရေးဝန်ထမ်းတွေ HA တွေနော် LHB တွေအများကြီးရှိသေးတယ်ကျွန်တော်တို့စီမှာတည်းနော်သူတို့ရဲ့ကျွန်တော်တို့ကပေါ့အင်အားနဲ့ပဲကျွန်တော်ဆောင်ရွက်နေကြတာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ခုနပြောတဲ့ Telegram မှာ24နာရီရေးပေါ် online ဆွေးနွေးပွဲတွေရှိတယ် mobile clinic တွေရှိတယ်ကျန်းမာရေးဝန်ကြီးဌာနနဲ့တိုင်းသားကျန်းမာရေးအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့မှသူကလူလူခြေပြုအကျိုးပြုအဖွဲ့အစည်းတွေနဲ့ကျွန်တော်ပူးပေါင်းရတာပေါ့တဲ့နော်တခြားအဖွဲ့အစည်းတွေပေါ့မိဖက်အဖွဲ့အစည်းတွေရှိတယ်လူလူအကျိုးပြုအဖွဲ့အစည်းတွေနဲ့ကတော့ဒါကျွန်တော်စနစ်တကျပူးပေါင်းပြီးတော့မှသူတို့ကလည်းလာပြီးတော့မှကျန်းမာရေးဝန်ကြီးဌာနမှာစနစ်တကျမှတ်ပုံတင်တယ်မှတ်ပုံတင်ပြီးတော့ကျွန်တော်တို့လိုအပ်နေတဲ့နေရာတွေမှာ gap ဖြစ်နေတဲ့နေရာတွေမှာကျမကြီးဆောင်းရှောက်မှုတွေသူတို့ပေးနေတာရှိတယ်ပေါ့နော်ပေးနေရရှိတယ်ဆိုတော့ဘာပဲဖြစ်ဒီရှုပ်ထွေးတဲ့အခြေအနေပေါ်မှာတော်တော်လေးလဲကျွန်တော်တို့ထိချုပ်ရခက်ခဲတဲ့ရှုပ်ထွေးတဲ့အခြေအနေမှာအလူရှင်တွေကလည်းမြေပြင်ရဲ့လိုအပ်ချက်ကိုမူတည်ပြီးတော့မှဒါကျွန်တော်တို့ပြုတ်ပြီးပြောင်းလဲပြီးကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်နေတာတွေအများကြီးရှိတယ်နောက်ဆုံးကတော့သူကပြည်သူလူထုပေါ့နော်ပြည်သူလူထုရဲ့အားကောင်းတဲ့ကြံ့ခံပြီးတော့ပါမစုံမနစ်ပါဝင်ပြီးတော့ကျွန်တော်တို့ ਨੇ ပူးပေါင်းနေတဲ့ပြည်သူလူထုရဲ့အင်အားကျွန်တော်တို့ရဲ့အဓိကအင်အားပါပဲအဲ့တော့ကျွန်တော်တို့စီမှာကြံ့ခံနေတဲ့ CDN တွေရှိတယ်ကြံ့ခံပြီးတော့ကျွန်တော်တို့ ਨੇ အတူတူပါဝင်ဆောင်ရွက်နေတဲ့ပြည်သူလူထုရှိတယ်ပေါ့နော်အဲ့ဒီရဲ့အင်အားနေတဲ့ပဲကျွန်တော်တို့ကဒီစိန်ခေါ်မှုတွေကိုကျော်လွှားပြီးတော့မှကျမကြီးဆောင်းရှောက်မှုတွေကိုကျွန်တော်တို့ကလေဟင်းမှုမရှိရအောင်ပြက်လက်မှုမရှိရအောင်တဲ့နော်အသေးပြောက်တွေမများရအောင်တဲ့နော်ခုနမွေးကစားကလေးတည်ဆုံးနေအောင်ကိုယ်ဆောင်မိခင်တည်ဆုံးမှုနေအောင်ဒါတွေကိုကျွန်တော်တို့ကဒီဇိုင်းမတ်လုပ်နေကြတာပေါ့နော်ဒီအင်အားတွေကြောင့်ပဲကျွန်တော်တို့အခုချိန်ဒီ selection တန်ပြီးတော့မှလုပ်နေကြတာပါလို့ဟုတ်ကဲ့ပါဆရာနောက်ဆုံးမေးခွန်းအနေနဲ့မေးချင်တာကတော့ရှေ့ဆက်ပြီးတော့ဒီကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ဘာတွေကိုဆက်လက်လှုပ်ဆောင်သွားဖို့ရှိပါသလဲဒီအတွက်မြေပြင်ကပြည်သူလူထုနဲ့အပြည်ပြည်ဆိုင်ရာအတိုင်းဝိုင်းစီကရော
ဘာတွေကိုမျှော်လင့်ထားသလဲဆိုတာဆရာအနေနဲ့ဖြည့်ဆွတ်ပြောကြားပေးပါအောင်ခင်ဗျာဒီလိုခက်ခဲတဲ့မျိုးစုံနဲ့ကျန်းတန်းခက်ခဲတဲ့တော်လိုင်းကာလအတွင်းမှာကျန်းမာအောင်စောင့်ရှောက်မှုပေးတဲ့နေရာမှာလက်တွေ့ကြပြီးတော့ပြည်သူလူထုအခြေပြုတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုခေါ်ဆောင်နေတဲ့ပြင်တာဝန်ခံမှုရှိရမယ်ခွဲခြားမှုကင်းတဲ့အားလုံးပါဝင်တဲ့အခြေခံမူတွေကနေစပြီးတော့မှဒါကျွန်တော်တို့လေ့ကျင့်ကောင်းနေနဲ့လူတိုင်းလက်လန်းမိနိုင်တဲ့ကျန်းမာရေးလွှမ်းခြုံမှုရနိုင်ဖို့တော့ကလည်းအစဉ်တစိုက်စူးစမ်းနေတယ်ပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်တို့ကတော့ခုနပြောတဲ့health seminar တွေလုပ်ပြီးတော့မှအဲ့မှာ all inclusive ဖြစ်အောင်ပေါ့နော်ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းလုပ်ပေးနေတဲ့ကျွန်တော်တို့ရဲ့ဒါ CDN ကျန်းမာရေးအင်အားစုတွေပါမယ်ကျန်းမာရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်နေတဲ့ကျန်းမာရေးဝန်ထမ်းအင်အားစုတွေပါမယ်NGO တွေနဲ့ချိတ်ဆက်နေတဲ့ကျန်းမာရေးဝန်ထမ်းအင်အားစုတွေပါမယ် EO တွေနဲ့ချိတ်ဆက်နေရတာတွေပါပြီးတော့မှဒါကျွန်တော်တို့ကမူဝါဒတွေရေးဆွဲချမှတ်ပြီးတော့မှall inclusive ဖြစ်အောင်တော့ကျန်းမာရေးလူတိုင်းလက်လန်းမိတဲ့ကျန်းမာရေးလွှမ်းခြုံမှုရနိုင်အောင်တော့ဒီဇိုင်းမမတ်တော့စူးစမ်းနေတယ်ကျွန်တော်တို့လည်းသိရနော်အဲ့တော့အာဏာရှင်စနစ်ကိုမြန်မာမြေကနေပြီးတော့ပြီးတဲ့ပပျောက်ပြီးတော့မှ Federal Democracy စနစ်တည်ဆောက်ရေးခီးလိုင်းမှာပြည်သူတွေရဲ့ကျန်းမာရေးဝန်ဆောင်မှုအဆက်မပြတ်စေဖို့ပေါ့နော်ပြည်ပြည်စုံစုံရဖို့အတွက်ဒါကျွန်တော်တို့ကတော့ဆက်လက်ပြီးတော့စူးစမ်းသွားမှာဖြစ်တယ်ပေါ့နော်ခက်ခဲတွေကိုလည်းအားလုံးရင်ဆိုင်ပြီးတော့စိန်ခေါ်မှုတွေရင်ဆိုင်ပြီးတော့စူးစမ်းသွားဖို့လည်းအစင်းသိရှိပါတယ်လို့ပြောကြတော့နောက်ပြီးတော့ Federal ကျန်းမာရေးစနစ်ပေါ်ပေါ်လာဖို့နဲ့ Border Federalismရဲ့အခြေခံမူတွေကိုသွေးဖယ်မှုမရှိဘဲနဲ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ဆက်လက်ပြီးတော့ကြိုးပမ်းဆောင်ရွက်သွားဖို့တန်ဋိဌာန်ချထားတယ်ပေါ့နော်ကျွန်တော်တို့ကတော့အဲ့တော့ကျန်းမာရေးဝန်ထမ်းတွေရဲ့လက်ရှိဘဝလုံခြုံရေးနဲ့နာဂတ်ဘဝအမခံချက်ပေးနိုင်ဖို့အစီအမံတွေဆေးရုံတွေမှာဆရာဦးစောဝေဆိုရတာမြေအောက်ဆေးရုံစီမံကိန်းပေါ့နော် underground hospital တွေဒါတွေကလည်းခုနပြောတဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့သွားလက်ရှိဘဝလုံခြုံရေးပေါ့ခွဲစိတ်နေတော့ပေါ်ကနေလာပြီးတော့လေးမြန်ပြန်နေတယ်ဆိုရင်ဒါခုနလူနာလည်းထားခဲ့လို့မရရှောင်ပြေးလို့လည်းမရပေါ့နော်အဲ့လိုဆရာဝန်တွေအတွက်ဘေးကင်းအောင်ဆိုပြီးတော့မှကျွန်တော်တို့ဒါခုနပြောတဲ့ underground hospital project တွေရေးဆွဲပြီးတော့မှ underground hospital တွေကျွန်တော်တည်ထောင်ထားတာတွေတိုင်းနယ်ပြည်နယ်အနှံ့မှာအများကြီးရှိလာပါပြီအဲ့ဒါနဲ့ဆက်လက်ပြီးတော့ပါတာကျွန်တော်တို့ကတော့ပြည်သူကိုခြေပြုတဲ့ကျမ်းမာရေးစနစ်ဖြစ်လို့ပြည်သူတူးချင်းစီနေနဲ့လဲဒါကျမ်းမာရေးအသည့်ကျမ်းမာရေးသတိရှိဖို့ပေါ့နော်စီရီယန်ကျမ်းမာရေးဝန်ထမ်းတွေကိုလည်းအပြန်အလှန်ရိုင်းမင်းကူညီပြီးတော့မှတော်လှန်ရေးအဆုံးအနိုင်ဒီကျွန်တော်တို့ကြက်ကြံခံပြီးတော့ကျွန်တော်တို့နဲ့အတူလက်တွဲဆောင်ရွက်သွားဖို့ကျွန်တော်ဒီနေရာကနေပြီးတော့တိုက်တွန်းလို့တယ်ပြည်တွင်းပြည်ပဖွဲ့စည်းတွေရပ်ဖက်အဖွဲ့အစည်းတွေကျမ်းမာရေးဖွဲ့စည်းတွေနေနဲ့ပြည်သူကိုမျက်နှာမူတဲ့လူသားချင်းစာနာထောက်ထားတဲ့ကူညီတွေပြည်သူစီအမှန်တကယ်ရောက်ရှိမဲ့ထောက်ပံ့ကူညီမှုတွေကိုလည်းလုံလဆိုင်ပြီးတော့ဆောင်ရွက်ဖို့လိုတယ်ကျွန်တော်တို့ခုနပြောတဲ့အစိုးရမဟုတ်တဲ့ဒါကျွန်တော်နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်းဒီနေရာနေပတ်ကြားချင်တာတော့တကယ်ဒုက္ခရောက်နေတဲ့ပြည်သူလူထုစီကိုတကယ်လိုအပ်တဲ့လူသားချင်းစာနာထောက်ပံ့နေအများဆုံးရောက်ရှိဖို့အတွက်ဒါသက်ဆိုင်ရာအစိုးရတွေနဲ့ချိတ်ဆက်ပြီးတော့မှအများဆုံးဆောင်ရွက်ပေးတယ်စစ်ကောင်စီနဲ့ချိတ်ဆက်တာမျိုးဆိုလိုတာမဟုတ်ပါဘူးအမှန်တကယ်ပဲပြည်သူတွေထောက်ပံ့ကူညီမှုရှိတာဟုတ်လားမဟုတ်လားဆိုတာလေဒါ NGO တွေနဲ့ပြန်ပြီးသုံးသပ်ဖို့လိုတယ်ပဋိပက္ခတွေကြားမှာပြည်သူတွေကိုပုံမထိရောက်ပြီးတော့လက်တွေ့ကြတဲ့ထောက်ပံ့ကူညီမှုတွေဆောင်ရွက်ပေးပါလို့ကျွန်တော်ဒီနေရာနေလေးနဲ့တိုက်တွန်းခြင်းနဲ့ပဲကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်ဗျဟုတ်ကဲ့ပါဆရာအခုလိုတော်လိုင်းရေးကာလပြည်သူလူထုရဲ့ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေနဲ့ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်တွေကိုအပြည့်အဝဆွေးနွေးမျှဝေပေးခဲ့တဲ့မြို့သားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဆရာဒေါက်တာခင်မောင်လွင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအခက်အခဲပေါင်းစုံကြားကနေပြည်သူ့ကျန်းမာရေးအတွက်အသက်နဲ့ရင်ပြီးပေးဆက်နေကြတဲ့ကျန်းမာရေးဝန်ထမ်းတွေ CDM ရဲဘော်တွေအားလုံးကိုလည်းအလေးနက်မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ဒီကနေ့အချိန်ထိဓမ္မဘက်ကနေရက်တည်နေကြတဲ့ပြည်သူလူအပေါင်းလဲဘေးအန္တရာယ်ကင်းရှင်းကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ